Let's go to China မင်္ဂလာပါဒီနေ့မှာတော့အရန်ကိုပျော်စရာကောင်းတဲ့ဒီနေရာလေးကတော့ချောင်းသာနဲ့ရွှေတောင်ရံကြားမှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်ကိုသွားလို့ရှိရင်ချောင်းသာဒီဘက်ကိုသွားလို့ရှိရင်ရွှေတောင်ရံဆိုတော့လောလောဆယ်ကျွန်တော်ချောင်းသာကိုသွားမှာဖြစ်ပါတယ်ဆိုတော့အဝေးကနေနော်ကမ်းခြေကိုချစ်တဲ့မိတ်ဆွေတွေအတွက်နော်ကမ်းခြေကိုသတိရနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်အလွမ်းပြေဖို့အတွက်ကျွန်တော်ကမ်းခြေလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ချောင်းသာနဲ့ရွှေတောင်ရံကြားကလမ်းလေးကိုစိတ်ဝင်စားတယ်ဆိုတော့မိတ်ဆွေတွေအတွက်နော်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ပြန်လဲညဝေလိုက်ပါတယ်ကျွန်တော်အခုဆိုလို့ရှိရင်တော့ဒါချောင်းသာမြို့ထဲကိုဝင်လာပြီးဖြစ်ပါတယ်ချောင်းသာမြို့ရဲ့လက်ရှိနေဝင်လေးဖြစ်ပါတယ်ဒါဒီတို့ကတော့အရန်ကောင်းပါတယ်တော့ခီးသွားအဲ့တွေနဲ့အင်တာမကျုပ်ချက်ကတ်နေပြီးတော့အကန်းချင်းမှာဆိုလို့ရှိရင်တော့ဒါချိတ်ချိတ်တို့စီကားနေတဲ့အချိန်ဖြစ်ပါတယ်